များတို့တွေသိလား2024ခုနှစ်မှာ Cyber Attack လို့ခေါ်တဲ့ Cyber တိုက်ခိုက်မှုကြောင့်ဆုံးရှုံးရတဲ့ငွေကအမေရိကန်ဒေါ်လာ9.5 trillion အထိရှိရဆိုတာဒီ9.5 trillion ဆိုတာကမ္ဘာပေါ်မှာတတိယအကြီးဆုံးစီးပွားရေးနိုင်ငံကြီးဖြစ်တဲ့ဂျပန်နိုင်ငံဒါမှမဟုတ်ဂျာမနီနိုင်ငံထက်တောင်မှကြီးတဲ့နိုင်ငံတစ်ခုရဲ့ GDP နဲ့ညီမျှပါတယ်ကျွန်တော်ပြောချင်တာက Cyber Crime သာနိုင်ငံတစ်ခုဖြစ်ခဲ့မယ်ဆိုရင်အမေရိကန်နဲ့တရုတ်ပြီးရင်ကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံဖြစ်နေမှာလုံးဝအသေးကြပဲဗျာဒါဟာရိုးရိုးခိုးတာမဟုတ်ပဲနဲ့ကမ္ဘာစီးပွားရေးရဲ့အချို့အကွေ့တစ်ခုဖြစ်နေပြီဆိုပြီးမှသတိပေးထားတာဖြစ်ပါတယ်ဗျာနောက်တစ်ချက်ကတော့တဘာဝဘေးအန္တရာယ်ထက်ပိုကြောက်စရာကောင်းတဲ့မုန်တိုင်းတွေငလျင်တွေကြောင့်တစ်နှစ်စာပျက်စီးဆုံးရှုံးမှုထက် Cyber Crime ကြောင့်ဆုံးရှုံးရတဲ့တန်ဖိုးကပိုများနေပြီဆိုပြီးမှသတိပေးထားပါတယ်ဗျာကမ္ဘာပေါ်မှာရှိတဲ့တရားမဝင်မှုရစ်စေဝါရောင်းဝယ်မှုပေါင်းအားလုံးလောက်တာထက် Cyber Attack လောက်တာပိုပြီးမှတွက်ချေကိုက်နေတယ်ဆိုပြီးမှသုံးနှုန်းထားပါတယ်ဗျာဒီလောက်ဆိုရင်ခမရတို့အနေနဲ့ Cyber Security ဆိုတာဘာလို့ဒီလောက်ထိအရေးပါလဲဆိုတဲ့အကြောင်းကိုနားလည်မယ်လို့ယုံကြည်ပါတယ်ဗျာဆိုတော့ခမရတို့အနေနဲ့စဉ်းစားမိတာတစ်ခုရှိမှာပေါ့ဒီလောက်ထိပမာဏဘာလို့များနေရတာလဲကျွန်တော်တို့အခုနေနေတဲ့2026မှာ hack တက်ဖို့မလိုတော့ပါဘူးဗျာ professional hacker တွေစီကနေ hacking software တွေကိုလစဉ်ချင်းနဲ့ငါသုံးလို့ရနေပါပြီဗျာဒီဟာကလုပ်ငန်းတစ်ခုလို့လဲပတ်နေတာပဲဖြစ်ပါတယ်ဗျာပထမအဦးဆုံးအနေနဲ့ခမ ्या ကို hack လုပ်ဖို့အတွက် hacker တွေက genius ဖြစ်နေဖို့မလိုဘူးဗျခမ ्या က1 2 3 4 5 6 9 8စတာတွေနဲ့password ဆိုတဲ့စကားလုံးတွေကို password ပေးထားတဲ့၍သူတို့အတွက်ကကစားကွင်းလိုဖြစ်နေမှာသိကြပါတယ်ဗျာဆိုတော့ဒီနေ့ခေတ် Cyber Security ဆိုတာနည်းပညာကျောင်းသားတွေတင်မကဘဲနဲ့ Digital ကဘာမှာပျော်မြူးနေကြတဲ့ကျွန်တော်တို့လူခမရတို့လူတွေလည်းမရှိမဖြစ်သင်ရမယ့် skill တစ်ခုဖြစ်လာနေပြီပဲဖြစ်ပါတယ်ဗျာအရင်တစ်ခေတ်တုန်းကကျွန်တော်တို့တွေက hacker ဆိုတာဟူဒီတွေဝတ်ပြီးမှမောင်နေတဲ့အခန်းထဲမှာကုန်းရိုက်နေတဲ့သူလို့ထင်ခဲ့ကြတယ်ဗျာဒါပေမဲ့အခုကတော့အဲ့လိုမဟုတ်တော့ပါဘူးလူတွေကလွယ်တာကိုတကယ်ကြိုက်တယ်ဗျာ fingerprint တစ်ခုနဲ့အကုန်ပွင့်စေချင်တာကိုသဘောကျတယ်ဒါပေမဲ့အနာဂတ်မှာတော့ခမရရဲ့လက်ပွေခမရရဲ့အတန်ကခမ ्या ကိုပြန်ပြီးမှတိုက်ခိုက်မဲ့လက်နက်တစ်ခုဖြစ်လာနိုင်ပါတယ်ဗျာခမ ्या အမေစီကိုခမ ्या အတန်နဲ့တူအောင်လုပ်ပြီးမှဖုံးဆက်ပြီးပတ်စံလဲပါလို့ပြောနိုင်မဲ့ခေတ်ရောက်နေပြီဖြစ်ပါတယ်ဗျာဒီ Cyber Security ကိုကြောက်စရာလို့ပဲမြင်နေလို့လည်းမရပါဘူးဗျဒီမှာအခွင့်အလမ်းတွေအများကြီးရှိပါတယ်ဗျာကမ္ဘာပေါ်မှာ Cyber Security ကျွမ်းကျင်တဲ့သူတွေ3.5 တန်းလောက်လိုအပ်နေပါတယ်ဗျာ Google တို့ Apple တို့စတဲ့နာမည်ကြီးကုမ္ပဏီတွေကသူတို့ရဲ့ system ကိုတရားဝင် hack ဖို့လူတွေကိုဒေါ်လာထောင်ချီပေးပြီးမှငားနေကြပါတယ်ဗျာဆိုတော့အနာဂတ်မှာအန်တရာယ်အကြီးဆုံးလက်နက်ကတနက်မဟုတ်တော့ဘူးနော် data ပဲဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့ YouTube channel မှာဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့နည်းပညာနဲ့ဗဟုသုတတွေအကြောင်းနေ့စဉ်တင်ဆက်ပေးနေတာမို့လို့ like and subscribe လေးလုပ်ဖို့လုံးဝမမေ့ပါနဲ့เนาะဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗျာအဆုံးထိကြည့်ပေးကြတဲ့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ပြီးမှဆုံတွေ့ကြတာပေါ့ဗျာ